အုံနောက်နဲ့ဆိုရင်စပိန်နှလုံးသားနဲ့ဆိုတော့အာဂျင်တီးနာအားလုံးပဲမင်္ဂလာပါစူဇာနေတဲ့ကိုဘောချန်နယ်ပေါ့ညီကိုတွေကိုတွေ့သွားကြိုးစားလိုက်ပါတယ်ကျွန်တော်တို့ဂုတ်ကြီးမစိကမ္ဘာဖလားရခဲ့တာကျွန်တော်တို့ပြန်တွေ့ကြည့်ရင်မနေ့နေ့ကပဲရှိပါသေးတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒါအာဂျင်တီးနားဖန်တွေကျွန်တော်တို့ဂုတ်ကြီးမစိကမ္ဘာဖလားရလို့အောင်ပွဲခံလို့တော့ကျွန်တော်တို့မပြီးသေးပါဘူးမနေ့နေ့ကလို့ပါပဲဒါပေမဲ့လည်းကျွန်တော်တို့ဂုတ်ကြီးမစိရဲ့အာဂျင်တီးနားကတော့လက်ရှိအချိန်မှာနောက်ထပ်ကမ္ဘာဖလားရဲ့ဖိုင်နယ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေအားလုံးကကမ္ဘာဖလားကြီးကိုဝင်ရောက်ရှင်ပြိုင်မှုရကြိုးစားကြတယ်။အဲ့ဒီအထက်ကမှအရင်တုန်းကတော့32နိုင်ငံပေါ့ဗျာအခုတော့48နိုင်ငံဒီ48နိုင်ငံကလာကမ္ဘာဖလားကြီးကိုဝင်ရောက်ဆင်နွှဲဝင်ရတယ်။အဲ့ဒီ48နိုင်ငံတွေကမှတို့တသိန်းသောအသင်းကလာကမ္ဘာဖလားကြီးကိုချန်ပီယံဖြစ်ခွင့်ရတာပါ။ဆိုတော့ဒီနေ့ညမှာတော့စပိန်နဲ့အာဂျင်တီးနားတို့ကဒီကမ္ဘာဖလားချန်ပီယံစုကြီးကိုကျွန်တော်တို့သူ့ပြန်ကိုယ်ပြန်ကျွန်တော်တို့စုခူးဖို့ရကြိုးစားရတော့မှာပါ။ဆိုတော့ဒီပွဲပေါ်မှာကျွန်တော်အနေနဲ့ဒါဘယ်သည့်ချန်ပီယံဖြစ်နိုင်လဲဆိုတော့ကျွန်တော်ရဲ့အမြင်လေးကိုဒါသုံးသပ်ဆွေးနွေးကြည့်ကြပါမယ်။ Okay ကျွန်တော်ခေါင်းစဉ်မှာပြောခဲ့သလိုကျွန်တော်တို့ဘယ်သည့်ချန်ပီယံဖြစ်နိုင်မလဲဆိုတော့ကျွန်တော်တို့အုံနောက်နဲ့ဆုံးဖြတ်မယ်ဆိုတော့စပိန်ဖြစ်ပြီးတော့နှလုံးသားနဲ့ဖြစ်ရင်တော့ကျွန်တော်ရဲ့နှလုံးသားနဲ့ဆုံးဖြတ်မယ်ဆိုတော့ဒါအာဂျင်တီးနားပဲဖြစ်ပါတယ်။ဆိုတော့နှလုံးသားကပဲကျွန်တော်တို့ဒါအသာရသွားမလားအုံနောက်ကပဲအသာရသွားမလားဆိုတော့ဒီနှစ်သင်းကိုကျွန်တော်တို့ဒါနှိုင်းယှဉ်ပြီးမှပဲကျွန်တော်တို့ဒါဆွေးနွေးကြည့်ပါမယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီနှစ်သင်းကိုကျွန်တော်နှိုင်းယှဉ်ကြည့်ရရင်ဒီနှစ်သင်းရဲ့ကျွန်တော်တို့ play style ကိုနှိုင်းယှဉ်ကြည့်မယ်ကျွန်တော်တို့ mentality ကိုနှိုင်းယှဉ်ကြည့်မယ်ပေါ့ဗျာဆိုတော့ဒီနှစ်သင်းမှာကျွန်တော်တို့ဒါစပိန်နီးပြကြီးကျွန်တော်တို့Luis De Fonte ရောကျွန်တော်တို့Lionel Scaloni ရောဟာဆိုရင်ကျွန်တော်တို့ဒီကစားကွက်တိစောက်မှုပိုင်းပေါ့ဗျာဒီနီးစနစ်ပိုင်းမှာတော့ညာနှစ်ဦးစလုံးကနီးစနစ်ပိုင်းပြောရတဲ့နီးပြလေးဖြစ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါစကာလိုနီကိုကျွန်တော်တို့စကာလိုနီရဲ့ကျွန်တော်တို့ဒီကစားကွက်တွေကိုပြီးခဲ့တဲ့2020ကမ္ဘာဖလားတုန်းကလေးကဒါပြည်သက်တွေအားလုံးကမြင်တွေ့ပြီးသားဖြစ်ပါတယ်စကာလိုနီနဲ့ကဒါကမ္ဘာဖလားမတိုင်ခင်တုန်းကကျွန်တော်တို့အမှန်တမ်းပြောရင်သူကအရင်နာမည်ကြီးတဲ့အနေအထားမှာတော့မရှိဘူးဒါပေမဲ့ပြီးခဲ့တဲ့2020ကမ္ဘာဖလားမှာတော့သူလုံးပြခဲ့တာကကျွန်တော်အထင်ကြီးလောက်ဆရာကောင်းတယ်စကာလိုနီဒီလည်းကျွန်တော်တို့ဒီနီးစနစ်ပိုင်းကစားကွက်ပိုင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့ဒါအရင်ကြီးညံ့တဲ့သူပြောတော့မဟုတ်ဘူးစကာလိုနီလည်းသူစင်တန်းတဲ့သူခုမြေရှိတဲ့နီးပြတယောက်ဖြစ်တယ်ဒီလိုပဲကျွန်တော်တို့စပိန်နီးပြကြီးလူ့ different day ဟာလည်းခုံးလေး၎င်းပါပဲကျွန်တော်တို့ဒါသူ့အနေနဲ့ပြီးခဲ့တဲ့ယူရိုမှာလည်းစပိန်ကိုချန်ပီယံဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်ကျွန်တော်ဒီလက်ရှိ2016ကမ္ဘာဖလားကိုကြည့်မယ်ဆိုရင်လည်းစပိန်ဒီကျွန်တော်တို့ဒီအားလုံးထက်ပေါ့ဗျာကျွန်တော်တို့ကစားကွက်ပိုင်းမှာအစင်တန်းတစ်ခုရှိတယ်ဆိုတာကိုပြသနေနိုင်ခဲ့တယ်ဆိုတော့ကစားကွက်ပိုင်းနဲ့ပတ်သက်ရင်တော့ဒါကျွန်တော်အနေနဲ့ကတော့ဒီနီးပြကြီးတွေရဲ့ကျွန်တော်တို့ကစားကွက်ကြီးတွေကိုကျွန်တော်အနေနဲ့ဝေဖန်နိုင်သွားတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်အမြင်ကိုပြောရရင်တော့ဒီစကာလိုနီနဲ့စာရင်ကျွန်တော်တို့ဒီစပိန်နီးပြကြီးလူဖွန်တေးကဆိုတော့ပို့ပြီးတော့မှဒီကစားကွက်ပိုင်းမှာတော့နီးစနစ်ပိုင်းမှာတော့ပို့ပြီးတော့ဒါကောင်းတယ်လို့တော့ကျွန်တော်အနေနဲ့ကတော့မြင်မိတယ်ဒီကစားကွက်ပိုင်းမှာတော့ဒါစပိန်ကိုကျွန်တော်ပို့ပြီးတော့အသာစီးရမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဆိုတော့ဒါနောက်ထပ်မန်ဒလာဒီပိုင်းကိုကျွန်တော်တို့တစ်ချက်သွားကြည့်ကြရအောင်မန်ဒလာဒီကိုကြည့်ရင်ကျွန်တော်တို့ဒီအာဂျင်တီးနားကျွန်တော်တက်လာခဲ့တယ်ကျွန်တော်ဒီ2016ဘာဖလားကိုတက်လာခဲ့တဲ့ဟိုတခြားလုံးကိုကြည့်မယ်ဆိုရင်သူတို့ရဲ့ mentality block strong ဖြစ်တယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ဘာလို့လဲအာဂျင်တီးနားဒီကျွန်တော်တို့ကိုခိုးသွင်းပြီးမှကျွန်တော်တို့နောက်ကနေလိုက်ပြီးတော့မှခုံးပြီးတော့မှကမ်ဘတ်တွေနဲ့ဒါတက်လာခဲ့တယ်လို့ပြောလို့ရတယ်ဒီ2016ဘာဖလားကဆိုတော့ဒါကိုပြီးခဲ့တဲ့ကျွန်တော်တို့ဒီအီဂျစ်နဲ့ပွဲနောက်ပြီးတော့ဒီအင်္ဂလန်နဲ့ပွဲဒါဒီပွဲတွေမှာကျွန်တော်တို့မြင်တွေ့ပြီးသားဒါကလည်းကျွန်တော်တို့ဘာကိုမြင်တွေ့ရလဲဆိုရင်ကျွန်တော်တို့ဒီဒါပြီးခဲ့တဲ့2020ကတော့ဒါချန်ပီယံဖြစ်ပြီးသားအသင်းချန်ပီယံဖြစ်ပြီးသားအသင်းတော်တော်များများဗျာနောက်တစ်ချိန်ပြန်ရှင်းပြရင်တို့အနေနဲ့ဒီပုံမှာကျွန်တော်တို့အရန်ကြီးစိတ်အရန်ကြီးစိတ်အားတန်တနာမျိုးမရှိကြတော့တာအများဆုံးပြင်တွေ့ရတယ်သို့ပြီးတော့ညာလည်းပဲအာဂျင်တီးနားကဒီနေရာမှာတော့အဲ့လိုတော့မဟုတ်ဘူးသူတို့အနေနဲ့ချန်ပီယံဖြစ်ခဲ့သည့်တိုင်အောင်ဒီတစ်ချိန်ကျွန်တော်တို့ချန်ပီယံဒဖန်နာတွေအနေနဲ့တိုက်ရိုက်ဒဖန်နာတွေအနေနဲ့ဒီမှာလည်းပို့ပြီးတော့မှ strong ဖြစ်တဲ့မန်ဒလာဒီကိုမြင်တွေ့ရတယ်ဆိုတော့မန်ဒလာဒီပိုင်းမှာတော့ကျွန်တော်တို့ဒါအာဂျင်တီးနားကကျွန်တော်စပိန်နဲ့ဆိုင်တော့ပို့ပြီးတော့အသာစီးရမယ်လို့တော့မြင်တယ်ဆိုတော့ဒီပွဲစဉ်ဒီကျွန်တော်တို့ဒီတစ်ဖက်ကကျွန်တော်တို့ဒီနီးစနစ်ပေါ့ဗျာနီးစနစ်ကစားကွက်နဲ့တစ်ဖက်ကကျွန်တော်တို့မန်ဒလာဒီနဲ့အားပြိုင်မယ်ပွဲလို့တော့မြင်မိပါတယ်နောက်ပြီးတော့ဒီစပိန်ရဲ့လက်ရှိဒါ generation ပေါ့လေစပိန်ဒီကျွန်တော်တို့ဒီ2010ကျွန်တော်တို့ကမ္ဘာ့ချန်ပီယံရာလုံးကလည်းကျွန်တော် golden generation လို့ခေါ်တယ်ကျွန်တော်ရွှေအောင်မျိုးဆက်ကို
ပိုင်ဆိုင်ခဲ့တယ်လက်ရှိမျိုးဆက်ကိုကြည့်ရင်လည်းသူတို့လက်ရှိဒီမျိုးဆက်ဒီလည်းကျွန်တော်ဒီကမ္ဘာပလာမှာဆိုရင်အကောင်းဆုံးမျိုးဆက်တစ်ခုလို့ပြောလို့ရတယ်ဆိုတော့ဒီမျိုးဆက်နဲ့သူနိဗ္ဗာန်ကြီးနေတဲ့စပိန်နိဗ္ဗာန်ကြီးနေတဲ့ဒီဘာပလာမှာလည်းသူအနေနဲ့ဒါအခုဆိုရင် final ထိအောင်လုပ်ပြနိုင်ခဲ့ပြီဒီတစ်ချိန်အာဂျင်တီးနားကိုကအနိုင်ရခဲ့ရင်သူအနေနဲ့ချန်ပီယံရရှိမှာဖြစ်ပြီးတော့ချန်ပီယံနှစ်ကြိမ်ဖြစ်တဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်မှာဖြစ်ပါတယ်ဆိုတော့သူတို့အနေနဲ့ကလည်းဒီတစ်ချိန်ချန်ပီယံဖြစ်မဲ့ခွင့်ရကိုဒါလက်လွတ်ဖို့ရစဉ်းစားမယ်လို့တော့မထင်ဘူးဒီတစ်ချိန်သူတို့အနေနဲ့အကောင်းဆုံးကြိုးစားပြီးတော့ချန်ပီယံဖြစ်အောင်ချန်ပီယံရရှိအောင်ကြိုးစားပါမယ်လို့တော့ထင်တယ်တစ်ဖက်ကအာဂျင်တီးနားကိုကြည့်ပြန်ရင်လည်းကျွန်တော်စောနာကပြောသလိုပဲသူတို့ရဲ့မန်ဒလာဒီပေါ့ဗျာချန်ပီယံဖလားကြီးကို2020တုန်းကရရှိခဲ့ပြီးတိုင်အောင်သူတို့အနေနဲ့ဒီချန်ပီယံဖလားပေါ်မှာဒီဝက်ဖလားကြီးပေါ်မှာကျွန်တော်တို့စေရထက်သန်မှုဒီရောသွားသွားတာမျိုးမရှိဘူးပို့ပြီးတော့မှတိုးလာတယ်ဒီဝက်ဖလားကြီးကိုပို့ပြီးတော့မှကျွန်တော်ဒါလိုချင်နေတဲ့ဘတ်တူဘတ်နှစ်နှစ်ဆက်လိုချင်နေတဲ့ပုံစံကိုမြင်တွေ့ရတယ်ဆိုတော့သူတို့အနေနဲ့ကလည်းဒီတစ်ချိန်သာရရှိခဲ့ရင်ကမ္ဘာကလာမှာကျွန်တော်တို့ဒါဘရာဇီးပြီးရင်အောင်မြင်ဆုံးအသင်းတွေဖြစ်ကျွန်တော်ကျယ်လေးပွင့်နဲ့စံချိန်တွေမှာဖြစ်တဲ့အတွက်ကျွန်တော်ရရှိတော့မှာဖြစ်တဲ့အတွက်တို့အနေနဲ့လည်းဒါကိုလက်လွတ်ခံမှာမဟုတ်ဘူးအဲ့တော့ဒီဘွဲကတော်တော်လေးကိုကြည့်လို့ကောင်းမယ်ပွဲလို့ကျွန်တော်တို့မြင်မိပါတယ်နောက်တစ်ခုကပေါ့လေဒါလက်ရှိချိန်မှာဒီ final ပွဲနဲ့ပတ်သက်ရင်ဒါတော်တော်များများပြောနေကြတာကြီးမက်ဆီနဲ့ကျွန်တော်လမိုင်းရမယ်လို့ရဲ့ကျွန်တော်ဓာတ်ပုံလေးပေါ့နော်ဒီဓာတ်ပုံလေးဆိုတာကလည်းလုံးဝဟို2009ခုနှစ်တုန်းကရဲထားခဲ့တဲ့ပုံလေးဗျာဒီဓာတ်ပုံလေးမှာဆိုရင်ဒါမက်ဆီကလမိုင်းရမယ်ကိုရေချိုးပေးနေတဲ့ပုံလေးပေါ့ဒီနေရာမှာလမိုင်းရမယ်ရဲ့ဒါတိုက်ဆိုင်မှုပေါ့လေဒါဟိုဒီကလေးတွေအများကြီးရှိတဲ့တဲမှာသူ့အနေနဲ့မက်ဆီနဲ့ရေချိုးခွင့်ရခဲ့တယ်ဆိုတော့ရေချိုးခွင့်ရခဲ့တဲ့တုန်းကသူ့တက်က9လပဲရှိသေးတယ်မက်ဆီရဲ့ဒီတုန်းကတက်ကကျွန်တော်တို့19နှစ်လား20လပဲရှိသေးတယ်အဲ့တုန်းကမက်ဆီဝတ်ခဲ့တဲ့ဂျာစီကနံပါတ်19လက်ရှိအချိန်မှာကျွန်တော်တို့ဒါဟိုလမိုင်းရမေရဲ့အသက်က19နှစ်ကိုရောက်လာပြီမက်ဆီကတော့ဒါပြီးခဲ့တဲ့ဒီကမ္ဘာဖလားဒီကမ္ဘာဖလားတုန်းမှာပဲသူ38နှစ်ပြည့်ပြီးတော့39နှစ်ထဲကိုဝင်လာပြီတော့ဘယ်သူကထင်မှာလဲဒီသူရေချိုးပေးခဲ့တဲ့ကလေးလေးတယောက်နဲ့ဒီလိုဘော့ဖလာဖိုင်နယ်မျိုးကြီးမှာနောက်လာပြီးတော့မှကျွန်တော်တို့ချန်ပီယံလူရလိမ့်မယ်လို့ဘယ်လိုထင်ပါလဲနောက်ပြီးတော့တိုက်ဆိုင်မှုကသူတို့ရောက်လူရမယ်နေ့ကလည်းပဲကျွန်တော်တို့မနက်ဖြန်ဇူလိုင်လ19ရက်နေ့19တွေတော်တော်ကိုတိုက်ဆိုင်နေတဲ့နေ့လို့ပြောလို့ရတယ်ဆိုတော့ကဒီနေ့ကမ္ဘာဖလားကကျွန်တော်တို့ဒီတိုက်ဆိုင်မှုတွေနဲ့လည်းတော်တော်လေးကိုပြင်းထန်နေတဲ့ပွဲနောက်ပြီးဒီပေါ့လေဒီမက်ဆီနဲ့ဒီရမ်လဲကြောင့်လည်းဒါပို့ပြီးတော့မှစိတ်ဝင်စားမှုပို့ပြီးတော့ရှိသွားတဲ့ပွဲလို့မြင်မိတယ်နောက်တစ်ခုကစပိန်ရဲ့မှာကျွန်တော်တို့ဒီပလေယာများစုဒီဒါတော်တော်များများကဒါမက်ဆီနဲ့ရှင်းလိုက်မယ်ဆိုရင်မက်ဆီကိုသူတို့အနေနဲ့ဒါဟိုသူတို့ရဲ့မှာဒါလက်ကျန်ပေါ့ဗျာသူတို့ရဲ့ကျွန်တော်တို့ဒီစံပြမှုကိုတို့အနေနဲ့မှာကြီးပြင်းလာတဲ့ကလေးတွေကများပါတယ်ဟုတ်လေဆိုတော့ဒီလက်ရှိစပိန်ရဲ့မှာဆိုရတဲ့ဒီဘာစီလိုနာပလေယာတွေများတယ်ဆိုတော့ဘာစီလိုနာပလေယာတော်တော်များများကလည်းမက်ဆီကိုသူတို့ရဲ့ဒါစံပြပုံဝင်နေသတ်မှတ်ထားတယ်ဆိုတော့ဒါအမှန်တိုင်းပြောရရင်ဒါမက်ဆီတို့ကလည်းဒီနေ့ညဒီမိလို့ရတဲ့ညကြတော့ဖုံးမှာမဟုတ်သူအနေနဲ့နိုင်ငံတည်ဖြစ်စီမနိုင်ငံတည်ဖြစ်စီဒီလိုပါပဲကျွန်တော်စပိန်မလီယာလေးတွေဖြစ်တဲ့ကျွန်တော်တို့ဒီလာမာစီယာကစားသမားလေးတွေအနေနဲ့ကလည်းသူတို့ရဲ့ဂုတ်ကြီးသူတို့ရဲ့စံပြပုံကြီးနဲ့ဖိုင်နယ်မှာရှင်ပြရမှာဖြစ်တဲ့အတွက်သူတို့အနေနဲ့နိုင်တည်ဖြစ်စီရှုံးတည်ဖြစ်စီဒီနေ့ညကသူတို့တို့ဒါမိလို့ရတဲ့ညတညဖြစ်လာမှာတော့မဟုတ်ပါဘူးဆိုတော့ဒီနေ့ညကိုကျွန်တော်တွေးကြည့်ရတဲ့လည်းကိုတော်လေးရင်ခွင့်ရကောင်းပါတယ်ဆိုတော့ဒါချန်ပီယံကိုခံမှန်းကြည့်ရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ခုပြောသလိုနီးစနစ်ပိုင်းနေကစားဖို့ပိုင်းနေလို့တော့ကျွန်တော်အနေနဲ့ရင်းကြီးတော့လဲကျွန်တော်မသုံးသပ်ချင်ဘူးဒါဒီနီးပြကြီးဆိုတာကလည်းကျွန်တော်တို့ဒီတကယ်ဝိုင်းနီးပြကြီးတွေဗျာဆိုတော့ကစားဖို့ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ကတော့မသုံးသပ်ချင်ဘူးသို့ပြီးတော့ညာလေကျွန်တော်အနေနဲ့ချန်ပီယံခံမှန်းရမယ်ဆိုရင်တော့ဒါနှလုံးသားနဲ့အုံတော့ရှင်လာတဲ့ခါမှာကျွန်တော်အနေနဲ့နှလုံးသားကတော့ပို့ပြီးတော့မှကျွန်တော်အလေးပေးခြင်းနဲ့ဒီနေ့ညဒီအာဂျင်တီးနားအနေနဲ့ကျွန်တော်ဘတ်တူဘတ်ကျွန်တော်ချန်ပီယံဖြစ်ပြီးတော့ဟော့ဖလာကြီးကိုကျွန်တော်၄ချိန်ရရှိတဲ့အသင်းပြမှတ်တမ်းဝင်သွားမယ်လို့မြင်ပါတယ်။နောက်ပြီးတော့ဒီဝက်ဖလာကြီးကိုရရှိသွားတာနဲ့အတူဂိုကြီးမက်ဆီလည်းဘောင်းကျွန်တော်တို့ဒီအာဂျင်တီးနားကစားဖွားဖွားနေအနားယူမယ် greatest of all time ဆိုတဲ့ကျွန်တော်တို့ goal ဆိုတဲ့ယာတို့ကိုကျွန်တော်တို့ဘယ်သူမှလာရှင်လို့မရဘဲနဲ့ကျွန်တော်ဒီ goal ဆိုတဲ့ချန်ပီယံကျွန်တော်ယာတို့ကြီးနဲ့ဒီနဲ့အာဂျင်တီးနားကျွန်တော်တို့ကစားသမားဘောကနေပြီးတော့အနားယူသွားမယ်လို့လည်းကျွန်တော်နေတော့ထင်မိပါတယ်ဆိုတော့ဒီနေ့ညချန်ပီယံကျွန်တော်ရဲ့ခံမှန်းခြင်းကတော့အာဂျင်တီးနားအသင်းပဲဖြစ်ပါတယ်ဆိုတော့ညီကိုတွေနဲ့ရောဘယ်လိုမြင်မိလဲကျွန်တော်စပိန်ပဲလားအာဂျင်တီးနားပဲလားဘယ်သင်းချန်ပီယံဖြစ်နိုင်မယ်တင်လဲညီကိုတွေရဲ့အမြင်လေးတွေကိုလည်းသုံးသပ်ဆွေးနွေးပေးကြပါအောင်အဆုံးထိကြည့်ပြရတဲ့တယောက်ချင်းတန်းကိုကျေးဇူးထူးပဲတင်ပါတယ်